ဒီနေ့ဖတ်ကြားပေးမယ့် collective reading လေးကတော့ money energy နဲ့ပတ်သက်လို့လက်ရှိကြုံတွေ့နေရတဲ့ကိုယ့်ရဲ့ money energy ကဘယ်လိုရှိမလဲပြီးတော့ဒီအခက်အခဲတွေကိုဘယ်လိုမျိုးကျော်လွှားမလဲဆိုတော့ solution တွေနဲ့ပတ်သက်တဲ့ reading လေးကိုဖတ်ပေးမှဖြစ်တယ်အခုငွေကြေးပိုင်းမှာရက်တက်နေတယ်လို့မျိုး delay ဖြစ်နေတယ်လို့ခံစားနေရတယ်ငွေတွေကဝင်လာပေးမယ်မတည်မြဲဘူးရစရာရှိတာတွေကိုစောင့်နေရမျိုးအခြေအနေတစ်ခုကိုပြောင်းပြန်စဉ်းစားနေရမျိုးဖြစ်နေတတ်ပါတယ်အရေးကြီးတာကဒီကက်ကငွေမဝင်တော့ဘူးလို့ပြောတာမဟုတ်ဘဲနဲ့အခုနီလန်နဲ့ဆက်သွားလို့မရတော့ဘူးဆိုတာကိုပြောနေရမျိုးဖြစ်တယ်မင်းရဲ့ financial strategy ကိုပြောင်းဖို့အချိန်ရောက်ပြီလို့ပဲပြောချင်ပါတယ်ဒီ Truth of Pentacles ရဲ့ energy အရတော့ money jiggling move ဖြစ်နေတဲ့အတွက်ဝင်ငွေကတစ်ဖက်ထွက်ငွေကတစ်ဖက်ကိုမှအကျွေးတော်၎င်းပေးဆောင်ရတဲ့ bill တွေနဲ့ပတ်သက်လို့ business expense တွေနဲ့ပတ်သက်လို့မိသားစုရဲ့အသုံးစရိတ်တွေနဲ့ပတ်သက်လို့တော်လေးကိုအဝင်အထွက်မျှအောင်လို့ထိန်းနေရတဲ့ struggling တွေကိုတွေ့ရတယ်။ငွေမရှိရတဲ့ထက်ကိုငွေကိုဘယ်နေရာမှာအရင်သုံးရမလဲဆိုပြီးပိုပြီး challenging ဖြစ်နေတဲ့ energy မျိုးကိုတွေ့ရပါတယ်။ဒီက financial stress ရဲ့ emotional impact တွေကိုပြရတယ်ပေါ့။စ조사သလောက်ဘာမှမကြံလား။ဒီအခြေအနေကိုဘယ်တော့ပြီးမလဲ။ငွေကြေးကိစ္စတွေကြောင့်စိတ်ပင်ပန်းနေရပြီ။အဲ့လို energy မျိုးတွေရှိနေတယ်နော်။တခါတလေဆုံးရှုံးမှုတခုမျောလင့်ထားတာမဖြစ်တာမျိုးငွေကြေးနဲ့ပတ်သက်တဲ့စိတ်ပျက်စရာတခုကဒီအခြေအနေကိုပို့ပြီးတော့လေးလံစေပါတယ်။ကဲဒါဆိုလို့ရှိရင်ဒီလိုမျိုးဖြစ်နေတဲ့ financial cycle ကြီးကိုဘယ်လိုကြော်ဖြတ်မလဲ magician အရာကိုယ်မှာရှိတဲ့ skills တွေ resource တွေနဲ့ manifest and action လုပ်ဖို့လိုပါတယ်မရှိတာကိုကြည့်ပြီးတော့စိတ်သက်ကြမနေဘဲနဲ့ကိုယ်မှာရှိပြီးသား skills တွေကိုယ်နဲ့ပတ်သက်တဲ့အဆက်အသွယ်ချက်လက်တွေကိုယ့်ရဲ့ပါရမီဓုတွေကိုသုံးပြီးတော့ငွေကြေးလမ်းကြောင်းအသစ်တွေ multiple income stream တွေကိုဖန်တီးရမှာဖြစ်ပါတယ်တင်မှာအကုန်လုံနိုင်တဲ့ skill တွေအပြည့်ရှိတယ်။တင်ရဲ့ mindset ကိုငွေဝင်မဲ့ vibration ဘက်ကိုရွှေ့လိုက်တာနဲ့အကုန်လုံးအဆင်ပြေသွားပါလိမ့်မယ်။ဒီ page of one ရဲ့ energy အရာ idea အသစ်တွေကိုမှရှိနေတယ်။အဲ့ဒီဟာတွေရှိတယ်ဆိုရင်အခုချက်ချင်းစလိုက်ဖို့အကြံပြုချင်ပါတယ်။ကြီးကြီးမားမားဖြစ်မှစမယ်လို့မဆောင်မင်းနဲ့ content ဖန်တီးတာပဲဖြစ်ဖြစ်စီးပွားရေး plan အသစ်တွေ idea အသစ်တွေကိုတေးလေးရပဲစပြီးတော့စတင်ဖို့လိုတယ်ပေါ့နော်။တင်ယူမှုအသစ်တစ်ခုကိုဒီနေ့ပဲတက်ကြွစွာနဲ့စတင်လိုက်ပါလို့ပြောချင်ပါတယ်။ idea အသစ်ကလေးတွေပေါ်လာပြီဆိုရင်တွန်းဆုတ်နေပါနဲ့ action ယူလိုက်ပါတော့နော်ဒီ nine of cups ကတော့အရန်ကိုလှပတဲ့ good reset ကြီးပါအရန်ကိုအားရစရာကောင်းတယ်ငွေကြေးအဆင်ပြေုံနဲ့မကဘူးကိုယ်စိတ်တိုင်းကြကျင်းနေရမယ်ရလက်တွေရလာတော့မှာဖြစ်တယ်။တော့အတိုင်းကိုအစွမ်းစာတွေကိုယုံပြီးတော့အသစ်စတင်လိုက်မယ်စိတ်မှာလည်းငါဖြစ်ချင်တဲ့အတိုင်းဖြစ်သွားပြီဆိုတဲ့ vibration တွေနဲ့ wish fulfillment တွေဒီ well vibration တွေနဲ့သွားမယ်ဆိုလို့ရှိရင်ဒီနောင်တတွေနာကျင်မှုတွေကနေအကုန်ပြီးသွားပြီးတော့အခုခါစပြီးတော့တင့်အတွက်စိတ်တိုင်းစာပြည့်စုံမဲ့အချိန်ကိုရောက်လာပါလိမ့်မယ်။ဒီရဲ့ affirmation ကိုလက်ခံယူဖို့ဆိုလို့ရှိရင်ငါးစီကိုငွေကြီးတွေဟာနီလန်းမျိုးစုံနဲ့စိတ်တိုင်းစာကိုစီးဝင်လာနေပြီလို့ comment မှာ claim သွားလိုက်ပါနော်။